အားလုံးပဲမင်္ဂလာပါနော်အခုဒီဗီဒီယိုမှာကကြတော့ဒီမှာဒီလိုလေးထပ်ပုံစံကတစ်ခါမှမလုပ်ပြဘူးရတယ်လို့ပေါ့နော်ဒီလေးထပ်ပုံစံလေးကိုလုပ်ပြမှာဖြစ်ပါတယ်နော်ဒါကအကွင်းဘက်နော်ဒီဂျေတီကွင်းဘက်လုံးမှာနော်သူကအထဲကိုခွေးတဲ့ခါကျတော့လက်မခွဲယူထားပါတယ်ဒီခါကျတော့ဒါကဂျေတီကွင်းလောက်ပါမယ်နော်ပြီးအချီလေးနဲ့အရင်ဆုံးတုပ်လိုက်ပါမယ်အချီလေးတုပ်ပြီးလို့ရှိရင်အလဲကအခွေလေးလုံးမယ်နော်အလဲအခွေလေးလုပ်ပြီးဆိုရင်ဒီလိုမျိုးလေးခိုင်မယ်ပြီးရင်အပင်လေးနဲ့ပဲအထက်ကိုနော်ဒီအလဲပေါက်ကိုဒီလိုမျိုးလေးချီလေးနဲ့ပတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီလိုပုံစံလေးရလာပြီဒီမှာအခုဆိုလို့ရှိရင်ဒီလိုမျိုးလေးရလာပြီဆိုလို့ရှိရင်ဒီမှာဒီဖက်ကနေပြီးနည်းနည်းလေးပေါ့နော်တစ်စိတ်စာလောက်ကိုထပ်ပြီးတော့မှအချီလေးနဲ့ဒီလိုမျိုးထပ်ပြီးမှပတ်လာလိုက်မယ်ဒီလိုမျိုးလေးနော်ဒါလေးရလာပြီဆိုလို့ရှိရင်ဒီပေါ့နော်ဒီနေရာနေပြီးတော့နော်ဒီနေရာနေပြီးမှတိုင်းလိုက်မယ်တိုင်းလိုက်တာကိုဒီမှာနှစ်လက်မယူလိုက်မယ်နော်ဒါလေးကိုနှစ်လက်မယူပါမယ်နှစ်မဟာဒီလိုမျိုးတစ်ခါခောက်မယ်ခောက်ပြီးပြီဆိုရင်ဒီဟာလေးကိုလဲကနေပြီးမှထပ်ပြန်ပြီးမှဒီလိုမျိုးလေးထပ်ပြီးမှခောက်လိုက်ဒီလိုပုံစံလေးရလာမယ်ဒီပြီးလို့ရှိရင်အဖင်လေးနဲ့ဒီအလဲကနေပြီးတော့မနော်ဒီအလဲကျိုးကနေဒီလိုမျိုးလေးထပ်ပြီးတော့မှအချီလေးနဲ့ပတ်လိုက်ပါမယ်ဒါနှစ်ထပ်ပုံစံလုပ်ခဲ့တဲ့ပုံစံတိုင်းပေါ့နော်ဒီလိုမျိုးလေးရပြီးလို့ရှိရင်ဒီကျိုးကိုဒီအနောက်ဘက်ကပြန်ပြီးမှပတ်လာလိုက်မယ်ဒီလိုပုံစံလေးဒီလိုမျိုးလေးပတ်လာမယ်ပြီးရင်ဒီဟာလေးကိုဒီဘက်ပြန်ပြီးမှပတ်လာမယ်ဒါဆိုလို့ရှိရင်လေးထပ်ပြစ်သွားရင်နော်ဒါဆိုလို့ရှိရင်ဟောနော်ပတ်ပွင့်အဖက်တစ်ခုရသွားပြီနော်ဒီမှာဒီလိုမျိုးတစ်ခုရလာပြီပြီးလို့ရှိရင်ဒီကြားထဲကနေပြီးမှဒီမှာဒီနေရာမှာထပ်ပြီးတော့သစိတ်စာလောက်ချမ်းပြီးမှဒီလိုမျိုးလေးထပ်ပြီးမှလောက်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီအရှိကလောက်ခဲ့တဲ့အတိုင်းပေါ့နော်ဒီမှာခုနတော့နှစ်လက်မနော်အထက်အလဲဆန်းယူတာနှစ်လက်မဆိုရင်ဒီမှာနှစ်လက်မပြန်ပြီးမှယူလိုက်ပါမယ်ပြီးရင်ဒါလေးကိုအထဲကိုဒီလိုမျိုးထပ်ပြီးမှခောက်လိုက်မယ်ဒီလိုမျိုးပြီးရင်ဒီကျိုးလေးကိုပြန်ပြီးမှဒီအနောက်ဘက်ကိုကြောင်းပြန်ပြီးမှပတ်လာမယ်ပြီးရင်ဒီလိုမျိုးပြန်ဆိုလို့ရှိရင်နှစ်ခုပြီးတိုင်းနော်နောက်တစ်ခုကိုလည်းဒီတိုင်းနေပဲလှုပ်လာခဲ့လိုက်နော်အားလုံးပဲအဆင်ပြေပါစေနော်ပြီးလို့ရှိရင်ဒီနောက်တစ်ခုလုံးမယ်လှုပ်ပြီးလို့ရှိရင်ဒီအပေါ်ကိုခွေခွခါကြတော့ဟိုက3လက်မဒါမှမဟုတ်3လက်မခွဲလောက်ပေါ့နော်ဒါကလည်းအခွေအကြီးလောက်တာ3လက်မခွဲယူပြီးမှဒီအပေါ်ကိုထပ်ပြီးမှခွေလိုက်ရုံပဲနော်ဒါဆိုလို့ရှိရင်ရပါပြီနော်အားလုံးပဲအဆင်ပြေကြပါစေတကယ်လို့မရှင်းတာရှင်းနေလာမေးလို့ရပါတယ်နော်